ခုကျွန်တော်ရောက်ရှိနေတာကတော့ဒီမောင်တော်မြို့နယ်မြောက်ပိုင်းမှာဒီမနေ့ကဒီမွတ်စလင်ကျပ်ဖက်လက်နက်ကိုင်အဖွဲ့ကနေပြီးတော့မှဒီနွားကျောင်းနေတဲ့ဒီအရက်သားပြည်သူတို့ကိုတက်ဖြတ်ပြီးတော့ဒီတေဆုံးပြီးတော့ဗောလေအခုဒီနာရေးကိုရောက်ရှိနေတာဖြစ်ပါတယ်တေဆုံးသွားတဲ့သူဟာအသက်63နှစ်အရွယ်ဦးရွှေသိန်းဖြစ်ပါတယ်သူဟာဒီမနေ့ကဒီနွားကျောင်းဖို့တော့တဲ့အချိန်မှာပေါ့လေဒီမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့မှတက်ပြက်ခဲ့တာပါဆိုတော့မနေ့ကသူမနေ့9နာရီလောက်မှနေပြီးတော့မှဒီနွားကျောင်းဖို့သွားတာပေါ့လေဆိုတော့ဒီ10နာရီလောက်မှတနက်ပြက်တန်တစ်ချက်ကြားလိုက်တယ်လို့ပြောပါတယ်ဆိုတော့ဒီမိသားစုတွေကလည်းဟိုပြောမယ်ဆိုရင်ဒီနွားကျောင်းတယ်ဟိုတနေ့လုံးနွားကျောင်းတယ်ပြီးညဘက်မှဟိုပြန်လာကြတာပေါ့လေဆိုတော့ညဘက်ပြန်မြောက်တဲ့အချိန်မှာဒီမိသားစုတွေကနေပြီးတော့မှဟိုတွားပြီးတော့ရှာတယ်ပြီးရွာသားတွေကလည်းဒီတွားပြီးတော့ရှာတဲ့အချိန်မှာဒီရွာနဲ့တမိုင်ကျော်ဝေးတဲ့ဒီနေရာတစ်ခုမှာပေါ့လေဒီမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကသူ့ကိုဒီလေဘင်းတွေကိုဓာတ်နဲ့လှီးတာတွေပြီးဒီဘိတ်မှာတော့ဒီကြည်တံတစ်ချက်တွေဓာတ်ထိုးတံတွေနဲ့ဒီပြီးတော့မှဟိုတေဆုံးနေတာတွေ့တယ်လို့ပြောပါတယ်သူ့ရဲ့အလောင်းကိုလည်းဒီမြေအောက်ထဲမှာဒီမြုပ်ပြီးတော့ထားတာပေါ့လေဆိုတော့ရွာသားတွေကလည်းဒီသွေးဆက်တွေမြင်တဲ့အခါမှာအဲ့ဒီသွေးနောက်ကိုလိုက်တဲ့အချိန်မှာအဲ့အလောင်းကိုဒီပြီးတော့မှတွေ့ခဲ့တာပါဆိုတော့တွေ့ခဲ့တာတော့ဒီအောက်တိုဘာ9ရက်ဒီမနေ့ကတေဆုံးခဲ့တာပေါ့လေဆိုတော့အခုတော့ဒီအလောင်းကိုဒီရွာလေးကိုပြန်ပြီးတော့တေလာပြီးတော့ဒီအခုလက်ရှိဒီနာရေးလုံနေတာလေးဖြစ်ပါတယ်ဆိုတော့ဒီမောင်တော်မြို့နယ်မြောက်ပိုင်းမှာဒီအခုလိုပေါ့လေဒီအရက်သားတွေကိုဒီမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေကနေပြီးတော့မှအမြဲလိုအခုလိုမျိုးပဲဒီရဲစစ်တပ်ပစ်တာတွေလှုပ်ဆောင်နေတာဖြစ်ပါတယ်ဆိုတော့ဒီမောင်တော်မြို့နယ်မှာရှိတဲ့ဟိုဒေသခံတွေကလည်းအခုလိုမျိုးပေါ့လေဒီမွတ်စလင်အကြမ်းဖက်လက်နက်ကိုင်အဖွဲ့တွေအန်ဒီကနေပြီးတော့မှတော်တော်လေးဟိုဒီစိုးရင်ကြောက်လန့်နေကြပါတယ်ခင်ဗျာ